YouTube ရင် Mr. Beast ရဲ့နောက်ထပ်ယူသစရာကောင်းတဲ့စင်ခေါ်မှုတစ်ခုစပါပြီမျက်စိမိတ်ထားတော်ဒီကိုအခုဖွင့်လိုက်ကြတော့လို့ဂျီမီကအမိန့်ပေးလိုက်တဲ့အခါဒေါနတ်အလဲကောင်းမှာ Grant ဆိုတဲ့လူငယ်လေးတစ်ယောက်ဟာသူ့ရဲ့ရီးစားဟောင်း Ashley နဲ့အတူပိတ်မိနေတာကိုသိလိုက်ရပါတယ်စီကန်ကတော့ရိုးရှင်းပါတယ်ဒီတော့ထဲမှာသူတို့နှစ်ယောက်သားရပ်ပေါင်း30ကြာအောင်အတူတူဖြတ်သန်းနိုင်ရင်$2သိန်းခွဲတိတိရမှာပါဒါပေမဲ့ပြဿနာက Grant ဟာ Ashley ကိုတနိုင်ငံလုံးရှေ့မှာတင်ဖောက်ပြန်ခဲ့ဖို့သူဖြစ်နေတာပါပဲဒါဒီမဲ့လားဆိုတော့မဟုတ်သေးပါဘူးငါနည်းနည်းလေးလိမ်မိသွားတယ်လို့ဂျီမီကရဲကြဲကြဲနဲ့ပြောလိုက်တဲ့အချိန်မှာနောက်ထပ်မိန်းကလေး4ယောက်ထပ်ရောက်လာပါတယ်အခုဆိုရင် Grant တယောက်တည်းသူ့ကိုနာကျင်းနေတဲ့ရီးစားဟောင်း9ယောက်နဲ့အတူတောထဲမှာနေရတော့မှာပါဒါဟာတကယ့်ကိုယောက်ျားလေးတိုင်းအတွက်အစိုးဆုံးအိမ်မက်ဆိုးကြီးပါပဲ Grant တယောက်တည်းမီးမွေးဖို့အလုပ်ရှုပ်နေချိန်မှာတော့သူ့ရဲ့ရီးစားဟောင်း9ယောက်ကတော့စူပေါင်းပြီး Grant ရဲ့အကြောင်းတွေကိုအတင်းတုပ်နေကြပါတယ်ငါကိုတချင်းရေးပေးဖို့တယ်လို့တယောက်ကပြောတဲ့အခါနောက်တယောက်ကသူအဲ့ဒီတချင်းကိုပဲငါကိုလည်းစိုးပြဖို့တယ်လို့ပြန်ဖြေတာကြောင့် Grant ရဲ့ဂလင်ကချက်ဆက်လိုင်းတွေအကုန်ပေါ်ကုန်ပါတော့တယ်ညာနဲ့တဲ့အထိအတင်းတုပ်လို့မဝကြတဲ့ဒီမိန်းကလေးအုပ်စုကြားမှာ Grant တယောက်အလိုများဆက်ရှင်သမ်းမလဲ Ashley ရဲ့ဒေါ်လာတွေကိုရောသူ့ဘလို့ရင်းဆိုင်မလဲ$2သိန်းခွဲကိုရောဘသူတွေကခွဲဝေယူသွားနိုင်မလဲဆိုတာဆက်ကြည့်လိုက်ကြရအောင်ဗျာ Grant ကတော့အခြေအနေတွေကိုပြန်ပြင်မှုကိုစ조사နေတော့မှာပဲငါကြောင့်ကိုအစ်စ်ကနေပြန်သိအောင်လုပ်ကြည့်ပါလားလို့သူက Ashley ကိုချော့မော့ကြည့်ပြီးမြဲမတိချင်ဘူးဆိုတဲ့ပြတ်သားလုံးတဲ့စကားတစ်ခုပဲပြန်ရခဲ့ပါတယ်ဒါဟာရိုးရိုးရှင်းရှင်းစိန်ခေါ်မှုတစ်ခုမဟုတ်တော့ပဲဂျီမီမြင်ဘူးသမျှထဲမှာအပြင်းထန်ဆုံးလက်စားချေမှုဇလန်းကြီးဖြစ်လာပါတော့တယ် Ashley ရဲ့အစီအစဉ်ကရှင်းပါတယ်ပတ်စံရဖို့တဲ့ Grant ကိုဒုက္ခပေးဖို့ကပို့အရေးကြီးနေတာပါသူ့အတွက်ပတ်စံဆိုတာဘယ်တော့မှရှိမလာစေရဘူးလို့သူမကကြုံဝါနေချိန်မှာ Grant ကတော့သူမဟာသူ့ကိုညှိ့ဆက်ဖို့ပဲကြံစီနေတယ်ဆိုတာကိုသိပြီးတုံ့လှုပ်သွားပါတယ်တော်ထဲမှာ24နာရီပြီးသွားတဲ့အခါဂျီမီကနှစ်ဖက်လုံးကိုလျှို့ရှက်ချက်တစ်ခုစီပေးလိုက်ပါတယ် Grant အတွက်လျှို့ရှက်ချက်ကတော့9ရက်တခါမိန်းကလေးတစ်ယောက်ကိုအိမ်ပြန်လွှတ်ပိုက်ခွင့်ရှိတာပါပဲဒါပေမဲ့မိန်းကလေး9ယောက်ရရှိတဲ့လျှို့ရှက်ချက်ကပိုးပြီးကိုကြောက်စရာကောင်းပါတယ်အဲ့ဒါကတော့ရက်30ပြည့်တဲ့အခါကျန်းတီးခဲ့တဲ့မိန်းကလေးတွေက Grant ရဲ့ပတ်စံတွေကိုခူးယူပြီးသူ့ကိုလက်ပလာနဲ့အိမ်ပြန်လွှတ်လို့ရတာပါပဲဒါဟာဝတ်လေတာပဲလို့သူတို့ကသဘောကျနေကြပါတယ်တတိယမြောက်နေ့မနက်အစောကြီးမှာတော့ Grant ကအမိုးဆောက်ဖို့အလုပ်ရှုံနေပြန်ပါတယ်မနက်6နာရီကြီးမှာသူ့ထုတန်းတွေကြောင့်မိန်းကလေးတွေကတော့စိတ်တုန်နေကြပြီပေါ့နေ့မှာတဲရှိနေတာပဲအိမ်ကြီးစောက်နေဖို့မလိုဘူးလေလို့ကန့်ကွက်ပြီးမဲ့ Grant ကတော့ရှေ့လာမဲ့အရေးတံကိုကြိုးတင်ပြင်ဆင်နေတာပါတခြားလူတွေကအပျော်ဓမ္မလိချင်ခန်းလုပ်ကြပြီးမဲ့ငါကအပျော်ဓမ္မအိပ်ရတာကိုပဲကြိုက်တယ်လို့ပြောနေတဲ့မိန်းကလေးတွေကြားမှာ Grant ရောက်သူ့ကိုယ်တိုင်ဖန်တီးခဲ့တဲ့အမောက်တွေကြားမှာဘလောက်အထိတောင့်ခံနိုင်မလဲသူ့ရဲ့ကံကြမ္မာကအခုဆိုရင်သူ့ရဲ့ရီးစားဟောင်းရဲ့လက်ထဲမှာပဲရှိပါတော့တယ်ကို့အမားတွေနဲ့အတူနေရာတစ်ခုထဲမှာရက်30ကြာပိတ်မိနေတာမျိုးဘယ်သူမှမကြုံချင်ကြဘူးလို့ Grant ကညီးသွားနေချိန်မှာပဲ9ရက်မြောက်နေ့ကိုရောက်ရှိလာခဲ့ပါပြီအဲ့ဒီနေ့ဟာ Mr. Beast ပြန်လာမယ့်နေ့ဖြစ်တယ်လို့လူထုတ်ရမယ့်နေ့လည်းဖြစ်ပါတယ်ငါကြောက်နေပြီလို့မိန်းကလေးတယောက်ကပြောနေတော့မှပဲဂျီမီကအသေးပုံလေးတွေစီထားတဲ့စင်တစ်ခုရှိကိုသူတို့ကိုခေါ်သွားပါတယ် Grant ရဲ့လက်ထဲမှာတော့သူတစ်ချောင်းရှိနေပါတယ်သူငါတို့ရဲ့အသေးနှလုံးတွေကိုသူနဲ့ထူတော်မယ်ပေါ့တကယ်ပေါ်မှာလည်းသူဓာမျိုးလုတ်ခဲ့ပြီးသားမယ်လေလူကြီးဆောင်ဟောင်းတယောက်ကခနဲ့တာကြောင့်အခြေအနေတွေကတင်းမာသွားပါတယ်ဒီနေ့မှာတော့ Grant ဟာမိန်းကလေးတယောက်ကိုအိမ်ပြန်လွှတ်ရမှာပါအိမ်ပြန်ရတဲ့သူဟာဘာစုကြီးမှရမှာမဟုတ်တယ်လို့ကြံနေခဲ့တဲ့သူသားရက်30ပြည့်ရဲ့ Grant နဲ့အတူ$2သိန်းခွဲကိုခွဲဝေရရှိမှာဖြစ်ပါလေဖောက်ပြန်တဲ့သူကပတ်စံရဖို့တေးကြနေတာပေါ့မိုက်ကြပဲနော်လို့မိန်းကလေးတွေက Grant ကိုထိငေါ်နေကြပါလေ Grant ကတော့သူတို့ရဲ့ရွှေ့ဝက်ချက်ကိုအခုထိမသိသေးပါဘူးမိန်းကလေးအားလုံးကတခုခုကိုမျှော်လင့်နေကြလေအခုတော့ငါကအဲ့ဒီမျှော်လင့်ချက်ကိုရိုက်ချိုးရတော့မယ်လို့ Grant ကစိတ်လေးလန်းစွာနဲ့ပြောပါလေကျမတို့ဘယ်သူမှလက်မလျှော့ချင်ကြဘူးဒါပေမဲ့နေခွင့်ပေးပါလို့လည်းတောင်းပန်မှာမဟုတ်ဘူးလို့မိန်းကလေးတွေကပြက်ပြက်တသားပြောလိုက်တဲ့အခါ Grant တယောက်ပထမဆုံးအနေနဲ့ဘသူရဲ့အသေးနှလုံးကိုအရင်ဆုံးရိုက်ခွဲပြီးအိမ်ပြန်လို့မလဲဆိုတာဆက်လက်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်ဒီအသေး9ခုတွေကနင်ဘသူကိုအရင်ဆုံးရိုက်ခွဲမလဲလို့ဂျီမီကမေးလိုက်တဲ့အခါ Grant တယောက်တေးမင်တမန်လိုမျိုးတူကိုကိုင်းပြီးအင်မီရဲ့အသေးပုံကိုအပိုင်းပိုင်းအဆအဆခေအောင်ရိုက်ခွဲလိုက်ပါတယ်အင်မီကိုဘာလို့ထုပယ်တာလဲလို့မေးတဲ့အခါမှာတော့ဖောက်ပြန်တဲ့သူကစုကြေးရတာဝမ်းထားစရာပဲနော်ဆိုတဲ့အင်မီရဲ့စောစောကထင်းအောင်စကားကြောင့်ပဲလို့ Grant က AACC ပြန်ဖြေလိုက်ပါတယ်အင်မီကတော့စကားတခွန်းကြောင့်အထူးခံရတာကိုမကြေမနက်ဖြစ်ပြီးဒီကိုလုံးဝမလာခဲ့သင့်ဘူးလို့ပြောကထွက်သွားပါတော့တယ်ဒါပေမဲ့ Grant မထီသေးတာကမိန်းကလေးတွေပူပေါကြံစည်မှုကြီးပါ Grant နဲ့ Ashley ဟာလက်ထပ်ဘူးအထိရည်ရွယ်ခဲ့တဲ့အလေးအနက်ဆုံးဆက်ဆံရေးရှိခဲ့သူတွေဖြစ်ပေမဲ့ Grant ကတော့သူမကိုလူသိရှင်ကြားအဆက်ခွဲခဲ့ပါတယ်အခုတော့ကျန်နေတဲ့မိန်းကလေး4ယောက်လုံးက Ashley လက်ဆက်ချင်နိုင်ဖို့အတွက် Grant စီကပတ်စံအကုန်ခူးယူမယ်ဆိုတဲ့စီမံကိန်းကိုချလိုက်ပါပြီသူတို့ရဲ့ပထမဆုံးခြေလှမ်းကတော့ Grant ရဲ့သနာစိတ်ကိုအသုံးချဖို့ပါအခုကငါရဲ့မင်းသမီးပညာတွေပြရတော့မယ်လို့ပြောပြီး Ashley ကဟန်ဆောင်ငိုးပြပါတော့တယ်မျက်စင်ခပ်ပြီးတကယ်ငိုသလိုဟန်ဆောင်နေတဲ့ Ashley ကြောင့် Grant တကယ်ပဲစိတ်မကောင်းဖြစ်သွားပြီးသူမကိုချောမော့ဖို့ကြိုးစားနေပါတယ်မင်းကကိုနာကြီးနေမှာကိုငါသိပါတယ်လို့ Grant ကဝန်ခံနေချိန်မှာ project manipulation လို့ခေါ်တဲ့လှည့်စောမှုစီမံကိန်းကတော့အောင်မြင်နေပုံရပါတယ်
တနာစီလာကောင်းတဲ့ပုံစံဖန်ထားတဲ့ Ashley ရဲ့အလွယ်ကွက်ထဲမှာ Grant တယောက်ဘလို့များနစ်မြုပ်သွားမလဲဆိုတာစက်ကြည့်လိုက်ရအောင်ဗျာ Ashley ရဲ့ဟန်ဆောင်ငိုကြွေးမှုတွေက Grant ကိုအပိုင်ဖမ်းထားနိုင်ချိန်မှာပဲအမြဲတမ်းတိတ်ဆိတ်နေတဲ့ Alyssa ကတော့ဒီစိန်ခေါ်မှုကသူမထင်ထားတာတဲ့ပိုခက်ခဲနေတယ်လို့ဝန်ခံလိုက်ပါတယ်။ရေမချိုးရတာရက်ပေါင်းများစွာကြာပြီ။အစားတောက်ကလည်းအစင်းမပြေ။အပြင်မှာကလည်းအရန်အေးလို့နေဆိုတဲ့အကြောင်းပြချက်နဲ့ Alyssa တယောက်အစီအစဉ်ကနေကိုယ့်တဘောနဲ့ကိုနှုတ်ထွက်သွားပါတော့တယ်။ Alyssa ထွက်သွားပြီးတဲ့နောက်မှာတော့ Grant ဟာကြံနေခဲ့တဲ့ main ကလေးတွေကိုမျက်နှာသားရဖို့အစွမ်းကုန်စူးစမ်းပါတော့တယ်။ဒေါ်တွေကမင်းသမီးလေးများကဘာမှကြိုးဆိုပါတယ်လို့ဆိုကမနက်ခင်းကော်ဖီနဲ့မနက်စာတွေကိုသူကိုယ်တိုင်ပြင်ဆင်ပေးခဲ့ပါတယ်။ဒါတွေမကသေးပဲ main ကလေးတွေစိတ်ကြည်နှက်ဖို့အတွက်တန်းတစ်ခုကိုပါကိုယ်တိုင်စောက်ပေးဖို့ကတိပေးလိုက်ပါတယ်။ဒါဟာလူတွေကိုပြန်လဲသိမြင်စေတဲ့နီလန်ကောင်းပဲလို့ဂျီမီကအကောင်းမြင်နေပြီမြစ်တကယ်တမ်းမှာတော့ Ashley ကဒီလူစီကနေငါတို့ယူအားမဲ့ဒေါ်လာ2သိန်းခွဲကိုပဲအာယုံစိုက်ထားကြလို့ကျန်တဲ့သူတွေကိုတတိပေးနေပါတယ်။အခုဆိုရင်10ရက်မြောက်နေ့ကိုရောက်လာခဲ့ပါပြီ။ Alyssa ကစောစောစီးစီးထွက်သွားတာကြောင့်လူထုတ်เสียမလို့တော့ပြီမြစ်ဂျီမီကသူတို့မမျှော်လင့်ထားတဲ့အရာတစ်ခုကိုပို့ပေးလိုက်ပါတယ်။ဂျီမီကဘာတွေများပို့ပေးလိုက်တာလဲ။ Grant ရဲ့မင်းသမီးလိုပြုစုယူရမှုတွေကတော့မင်းကလေးတွေရဲ့လက်စားချေမဲ့စိတ်ကိုရှော့ချနိုင်ပါမလား10ရက်မြောက်နေ့ရဲ့မထင်မဲ့ထားတဲ့အပြောင်းလဲကိုနောက်အပိုင်းမှာဆက်ကြည့်လိုက်အောင်ဗျ Alyssa တယောက်ကိုယ့်တဘောနဲ့ကိုနှုတ်ထွက်သွားတာကြောင့်အခုဆိုရင်မင်းကလေး3ယောက်ပဲကြံပါတော့တယ်ဒါပေမဲ့ Grant အထွတ်တော့ခက်ခဲတဲ့ဆုံးဖြတ်ချက်တစ်ခုချအောင်ပါအဲ့ဒါကတော့ကြံနေတဲ့မင်းကလေးတွေကတယောက်ကိုပဲရွေးချယ်ပြီးရေဘူးစမ်းအနိခန်းနဲ့အကောင်းစားအစားအသောက်တွေရှိတဲ့ဇင်ကန်အိမ်လေးစီကိုအတူတူခေါ်သွားရမှာဖြစ်ပါတယ်တခြားမင်းကလေးတွေကမသွားချင်အောင်ဆောင်ပြီးအခွင့်အရေးပေးလိုက်တာကြောင့် Grant ဟာ Ashley ကိုပဲရွေးပြီးခေါ်သွားခဲ့ပါတယ်မတို့ကြမှာအာဃာတတွေမရှိတော့ဘူးဆိုတာသိရတာတကယ်ကိုကောင်းမွန်တဲ့ခံစားချက်ပါပဲလို့ Grant ကထင်နေချိန်မှာမထင်မှတ်ထားတဲ့အလဲအပေါင်းတစ်ခုဖြစ်လာပါတယ်။ Grant က Ashley ကိုချော့ဖို့တချင်းတစ်ပုတ်ဆိုပြလိုက်တဲ့အခါမှာတော့ဒီတချင်းကိုပဲသူနောက်မင်းကလေးတယောက်ကိုလည်းဆိုခဲ့တာလीဆိုတဲ့အတိတ်ကနာကျင်စရာအမှန်တရားကြီးက Ashley ရဲ့ခေါင်းတွေကိုပြန်ဝင်လာပါတယ်။ဇင်ကန်အိမ်လေးကနေတောထဲကစခန်းကိုပြန်ရောက်တဲ့အခါမှာတော့ Ashley ရဲ့စိတ်ကချီတွေဟာလုံးဝပြောင်းလဲသွားပါပြီ။နင်းကိုဒီခီးခေါ်သွားလာတကယ်ကိုအလဟတ်တာပဲ။နင်းကတကယ်ပဲနောင်တရက်နေတာလားဒါမှမဟုတ်ဟန်ဆောင်နေတာလားလို့ Ashley ကဒေါသတကြီးမေးခွန်းထုတ်လိုက်ပါတယ်။ Grant ကတော့နာတာဟန်ဆောင်နေတာဆိုရင်ဒီလောက်ကြာအောင်တောင့်ခံမနေဘူးလို့ပြန်ပြောပေမဲ့သူတို့နှစ်ယောက်ကြားကအခြေအနေဟာပြန်လေကောင်းမွန်ဖို့ထားပိုပြီးဆိုးရွားသွားပုံရပါတယ်။ Grant ရဲ့အမှတ်မရှိလုပ်ရတဲ့ကြောင့် Ashley ရဲ့လက်စားကြီးခြင်းစီကပိုပြီးပြင်းထန်လာမလား။ကျန်တဲ့မိန်းကလေးတွေကတော့သူတို့ရဲ့စီမံကိစ္စကိုဘလို့ဆက်လုပ်ကြမလဲဆိုတာနောက်အပိုင်းမှာဆက်လက်ကြည့်ရှုလိုက်ရအောင်လား။ Ashley ကိုနောက်ဆုံးအထိကြံနေစေဖို့အတွက်မိန်းကလေးတွေကအစီအစဉ်အသစ်တစ်ခုထပ်ချလိုက်ပါတယ်အဲ့ဒါကတော့ Julie နဲ့ Abby တို့က Grant ကိုရိုင်းဆိုင်ဆက်ဆံပြီးစိတ်ပြအောင်လုပ်ဖို့ပါပဲဒါမှ Grant ကသူတို့ကိုအိမ်ပြန်လွတ်ပြီး Ashley ကိုပဲအနားမှာဆက်ထားမှလေနင်ကလူသိပ်ကြည့်ကောင်းမယ်ထင်နေတာလားနင်ဟာဒီအခြေလေးတစ်ခုလုံးကိုဖျက်ဆီးပေးတယ်သူပဲလို့ Julie က Grant ကိုထိတ်ထိတ်ရင်ဆိုင်စိန်ချောလိုက်ပါတယ် Grant ကလည်းအရှုံးမပေးပဲဘသူကိုအိမ်ပြန်လွတ်ရမလဲဆိုတာငါအဆုံးဖြတ်ပဲအခုတော့နင်တို့အားလုံးကငါ့ဘဝကိုခက်ခဲအောင်လုပ်နေကြတာလို့ပြန်អော်ပါတော့တယ်နင်ဟာတကယ်ကိုယွန်းစရာကောင်းတယ်လို့ပဲနင်မိသားစုအတွက်တော့ငါစိတ်မကောင်းဘူးဆိုတဲ့ Julie ရဲ့စကားက Grant ကိုတကယ်ကိုစော့ပေးလိုက်တယ်လို့ပါပဲဒီလဲကွက်ကတကယ်ပဲအလုပ်ချစ်သွားပုံရပါတယ်နောက်တနေ့မှာတော့ Grant က Ashley ကိုငါအိမ်ပြန်မလွတ်တာကသူမကိုအောင်မြင်စေချင်လို့ပါလို့အကြောင်းပြချက်ပေးပြီး Julie ကိုပဲထုတ်ပြဖို့ဆုံးဖြတ်လိုက်ပါတယ်သူမတို့ရဲ့စီမံကိန်းကတော့လမ်းကြောင်းမှန်ပေါ်ရောက်နေပြီပေါ့စမားရက်မြောက်နေ့မှာ Jimmy ပြန်လာတဲ့အခါ Grant ကသူ့ကိုတိုင်ကမ်းပါတော့တယ်သူတို့ကကျွန်တော်ကိုယွန်းစရာကောင်းတယ်လို့ပြောကြတယ်လို့ Grant ကညည်းပြတဲ့အခါတကယ်လို့သူတို့အားလုံးထွက်သွားပြီးကျွန်တော်တယောက်တည်းကြံနေရင်ပတ်စံအကုန်ရမလားလို့မေးခွန်းထုတ်လာပါတယ်ဒါပေမဲ့ Jimmy ရဲ့အဖေကတော့ရှင်းပါတယ်နောက်ဆုံးနေ့မှာမင်းနဲ့မင်းရဲ့ရေးစားဟောင်းတယောက်ယောက်အတူရှိနေမှသာပတ်စံရမှာမဟုတ်ရင်တော့ဘသူမှတပြားမှရမှာမဟုတ်ဘူးတဲ့အခြေအနေတွေကပိုပြီးစိတ်လှုပ်ရှားဖို့ကောင်းလာပါပြီ Grant တယောက်ပတ်စံရဖို့အတွက်သူ့ကိုမုန်းတဲ့ရေးစားဟောင်းတယောက်ကိုမဖြစ်မနေအနားမှာထားရတော့မှာပါ15ရက်မြောက်နေ့မှာပဲ Grant က Julie ရဲ့အသေးပုံကိုရိုက်ခွဲပြီးအိမ်ပြန်လွတ်လိုက်ပါတယ် Julie ကတော့ထွက်မသွားခင်နင်တနေ့မှာဓာတွေကိုပြန်ကြည့်ပြီးသင်ခန်းစာရလိမ့်မယ်လို့မျှော်လင့်ပါတယ်လို့ဆိုကကျင်းစာတိုက်တယ်လို့နှုတ်ဆက်သွားခဲ့ပါတယ် Jimmy ကသူ့ကိုလျှို့ဝှက်ချက်အခုထိမပြောကြသေးဘူးလားလို့မေးတဲ့အခါ Ashley ကရက်30ပြည့်ရင်တော့ဒီပတ်စံတွေကိုခိုးယူဖို့စိတ်ထဲမှာဘာတန်တရားမှမရှိဘူးလို့ပြက်ပြက်သားသားဖြေလိုက်ပါတယ်အခုဆိုရင် Abby နဲ့ Ashley ပဲကြံပါတော့တယ် Abby ကတော့ Ashley နောက်ဆုံးအထိကြံခဲ့ဖို့အတွက်လမ်းခင်းပေးတဲ့အနေနဲ့သူတို့နှစ်ယောက်ကိုပြန်လဲသိမြတ်အောင်စေ့စပ်ပေးဖို့ကြိုးစားပါတယ်ဒါပေမဲ့ Grant ကအတော်လေးကိုအတားကြီးနေပါတယ်ငါတို့နှစ်ယောက်လုံးမှာအပြစ်ရှိတယ်ငါတို့ကတန်တူညီမျှမပြည့်စုံကြဘူး equally imperfect လို့မင်းဝင်ခိုင်းရင်ငါမင်းကိုဆက်ထားမယ်လို့ Ashley ကိုအကြက်ကြွိုင်ပါတော့တယ် Ashley အတွက်တော့ဒါဟာတကယ်ကိုဒေါသထွက်စရာပါသူမကငါတို့ရဲ့အမှားတွေကဘလို့မှတန်တူမညီနိုင်ဘူးလို့စိတ်ထဲကကြုံဝါနေပေမဲ့စီမံကိန်းအောင်မြင်ဖို့အတွက်စိတ်ကိုအတက်နိုင်ဆုံးထိန်းထားရပါတယ်ငါရဲ့တိတ်ခါနဲ့ဒီဒေါ်လာ3,200ခွဲဘယ်ဟာကပိုတန်ဘူးရှိမလဲဆိုတာငါမဆုံးဖြတ်ရသေးဘူးလို့သူမက Grant ကိုခနဲ့လိုက်ပါတယ်ဇက်ရှင်ကတဖြည်းဖြည်းမြင်တက်လာပါပြီ
Grant ကသူ့ရဲ့အမားကိုဝေမခံတဲ့အပြင် Ashley ကိုပါအပြစ်ရှိသူအဖြစ်ဆွဲသွင်းဖို့ကြိုးစားနေတာပါ Ashley တယောက်သူမရဲ့တိတ်ခါကိုအပေါင်ဆုံးပြီးဒီစီမန်ကိန်းကိုအဆုံးအထိဆက်သွားမလားဒါမှမဟုတ်ဒေါသကိုမထိန်နိုင်ပဲအကုန်လုံးကိုဖျက်ဆီးပြမလားဆိုတာရင်ခွင်စွာနဲ့ဆက်ကြည့်လိုက်ရအောင်ဗျာ Grant ကြားကျင်တဲ့စကားတွေကိုပြောဖို့အတွက် Ashley တယောက်အတော်လီကိုရုန်းကန်နေရပါတယ်ဒါကြောင့်သူမရဲ့တငယ်ချင်း Abby ကနေမပြောချင်တဲ့စကားတွေကိုပြောရလိမ့်မယ်ဒါပေမဲ့ဒါဟာရှင်သန်ဖို့အတွက်ပဲလို့အားပေးစကားဆိုလိုက်ပါတယ် Ashley လက်စီကိုတင်းပြီး Grant ရဲ့တဲစီကိုတွားပြီးတော့တောင်းပန်စကားဆိုခဲ့ပါတယ်ငါနဲ့ဖို့အာဃာတမရှိတော့ပါဘူးအခုဆိုရင်နင့်ကိုပြန်ချစ်မိတဲ့နေရာကိုတောင်ပြန်ရောက်နေပြီလို့မူသားစကားအချို့ကိုရောနှောပြီးပြောလိုက်တဲ့အခါမှာတော့ Grant တယောက်တကယ်ကိုသဘောကျသွားပုံရပါတယ်ဒါပေမဲ့ Ashley အတွက်တော့ဒါဟာအကြီးမားဆုံးသရုပ်ဆောင်မှုကြီးပါပဲငါရဲ့ထူးချွန်လာတဲ့သရုပ်ဆောင်အရေးအချွင်းနေတော့ငါတို့နှစ်ယောက်လုံးကတန်တူညီမျှမပြည့်စုံကြဘူးဆိုတဲ့စကားကိုပြောနိုင်ပါမလားမသိတော့ဘူးလို့သူမကညှိတွားပါတယ်ဒါပေမဲ့စီမံကိန်းပေါ်မြင်ဖို့အတွက်အချိန်တန်ရင်တော့သူမဝန်ခံရပါတော့မယ်19ရက်မြောက်နေ့မနက်ခင်းမှာတော့အခြေအနေတွေကပိုပြီးကောင်းမွန်နေပါတယ်နောက်ထပ်လူထူးရမယ့်နေ့ကနီးကပ်လာတဲ့ကြောင့် Ashley ဟာ Grant ရဲ့အိမ်ဆောက်တဲ့အလုပ်တွေကိုကူညီပေးပြီးအမှတ်ယူနေပါတယ်နောက်ထပ်10ရက်လောက်ငါဒီမှာရှိနေရင်နေ့အိမ်ကိုဒီထက်ပိုမြန်မြန်ပြီးအောင်ကူညီပေးနိုင်မှာပေါ့လို့ပြောပြီး Grant ကိုဆွဲဆောင်လိုက်ပါတယ်တနေ့လုံးအတူတူအလုပ်လုပ်နေရင်လည်း Grant ကလည်း Ashley ရဲ့အပြုအမူအပေါ်အတော်လေးကျေနပ်နေပါတယ်အခုဆိုရင်အိမ်ရဲ့ပုံစံကွက်ကတော့ပြီးသွားပါပြီရွှေနွယ်တွေထိကနေအိမ်မှုကိုတစ်ကွင်တွေတွားယူနေကြရင်လည်း Grant တယောက်မနက်ဖြန်အတွက်ဘာတွေဆုံးဖြတ်မလဲဆိုတာအစီအစဉ်အတိုင်း Ashley ပဲကြံခဲ့မှာလားဒါမှမဟုတ် Grant ကတခြားတယောက်ကိုရွေးချယ်သွားမလား20ရက်မြောက်နေ့ရဲ့လူထုတ်ပွဲကိုရင်ခွန်စွာနဲ့စောင့်ကြည့်လိုက်ရအောင်ဗျာ Grant ကတော့ Ashley တယောက်သူ့အကောအာဃာတထားတာဟာသူမအတွက်ပဲအကျိုးမရှိဘူးဆိုတာကိုနားလည်သွားပြီလို့ကိုယ်တိုင်ကိုယ်ချယုံကြည်နေပါတယ်ဒါပေမဲ့ main ကလေးတွေကတော့သူတို့ရဲ့လက်စားချေစီမံကိန်းကို Grant တည်သွားမှာကိုတုံ့လုံနေကြတော့ပါပဲသူ့ခေါင်းထဲမှာအိမ်ဆောက်ဖို့ကလွယ်ရင်ဘာမှရှိတာမဟုတ်ဘူးလို့တယောက်ကမှတ်ချက်ချလိုက်တာကတော့တကယ်ကိုထိမိလာပါတယ် Grant က Ashley စီကနေငါတို့နှစ်ယောက်လုံးကတန်တူညီမျှမပြည့်စုံကြဘူးဆိုတဲ့စကားကိုမရရအောင်နားထောင်ချင်နေစေပါတကယ်လို့ငါနင့်ကိုရွေးရင်နောက်ထပ်10ရက်ကဘလို့ဖြစ်မလဲလို့သူကမေးတဲ့အခါ Ashley ကနေတိုင်းစောစောထားပြီးနင့်ကိုခြေလောက်နှိပ်ပေးမယ်ကော်ဖီဖြော်ပေးမယ်လို့မူသားစကားတွေနဲ့ထပ်ပြီးမြှူဆွဲလိုက်ပါတယ်20ရက်မြောက်နေ့မှာ Jimmy ပြန်ရောက်လာတဲ့အခါမှာတော့ထူးခြားတဲ့ရွေးချယ်မှုတစ်ခုကိုပေးလိုက်ပါတယ်အဲ့ဒါကတော့အခုချက်ချင်းတိလောက်ကိုထုတ်ပယ်မလားဒါမှမဟုတ်အဲ့ဒီဆုံးဖြတ်ချက်ကိုနောက်ထပ်9ရက်ထပ်ရွှေ့ဆိုင်ပြီးစုချင်းငွေထက်ကိုဒေါ်လာ9000ထပ်ပေါင်းထည့်မဲ့ challenge ကိုလုပ်မလားဆိုတာပါပဲGrant ကတော့ပတ်စံပူရမယ့်လမ်းကိုပဲရွေးချယ်လိုက်ပါတယ်။အခုဆိုရင်သူတို့အားလုံးဟာ PUBG Mobile ကစီစဉ်ပေးထားတဲ့ AR မှာ airdrop ကြီးစီကိုရောက်ရှိလာပါပြီ။အဲ့ဒီ airdrop ဒေတာကြီးထဲမှာတော့သူတို့ရဲ့မိသားစုတွေစီကပေးစာတွေရှိနေပါတယ်။ဒီ challenge ကသူတို့ရဲ့စိတ်ဓာတ်တွေကိုဘယ်လိုပြောင်းလဲစေမလဲ။မိသားစုစီကစာတွေကိုဖတ်ပြီးတဲ့နောက်မှာ Ashley ရဲ့လက်စားချေချင်းစိတ်ကပိုပြင်းထန်လာမလားဒါမှမဟုတ်ပျော်ညွတ်သွားမလား။နောက်ထပ်9ရက်ဆိုတဲ့အချိန်တော်အတွင်းမှာ Grant နဲ့ Ashley ကြားကတင်းမာမှုတွေဘာဆက်ဖြစ်မလဲဆိုတာဆက်လက်ကြည့်ရှုလိုက်ရအောင်ဗျာ။ airdrop တစ်တာကြီးထဲမှာတော့အစားအသောက်တွေအပြင်ဒေါ်လာ9000စုချင်းငွေလည်းပါဝင်ပါတယ်။ဒါကိုရရှိဖို့အတွက်သူတို့3ယောက်ဟာအဖွဲလိုက်ပူးပေါင်းပြီးလေးများနဲ့ပြစ်မှတ်3ခုကိုထိအောင်ပြေရမှာပါ။ Jimmy က Ashley နင် Grant ကိုတော့လာမပြည့်နဲ့အောင်တော့လို့နောက်ပြန်လိုက်ပါသေးတယ်။ပထမဆုံးအနေနဲ့ Grant ကအဝေးဆုံးကပြစ်မှတ်ကိုအောင်မြင်စွာပြစ်ခတ်နိုင်ခဲ့ပါတယ်။ Grant လို့ Jimmy ကအားပေးနေပေမဲ့မိန်းကလေးတွေကတော့လိုက်အော်ပုံမရပါဘူး။ဒုတိယမြောက်အလျက်မှာတော့အာဘီကအနီးဆုံးပြစ်မှတ်ကိုတီတီကြကြပြစ်ခတ်နိုင်ခဲ့တဲ့ကြောင့်သူမကိုယ်တိုင်တောင်ဝမ်းသာလို့မျက်ရည်ကျခဲ့ရပါတယ်။နောက်ဆုံးမှာတော့ Ashley ကကြံနေတဲ့ပြစ်မှတ်ကိုထိမှန်အောင်ပြစ်နိုင်ခဲ့ပြီးသူတို့3ယောက်လုံးစိန်ခေါ်မှုကိုအောင်မြင်သွားကြပါတယ်။သူကနင်းထက်တောင်ပြစ်မှတ်ဘိုးထီသေးတယ်လို့ Jimmy က Grant ကိုစမ်းတောင်းနေချိန်မှာပဲသူတို့အတွက်စူလာပနေနဲ့အစားအသောက်တွေနဲ့လိုအပ်တဲ့ပစ္စည်းကိရိယာတွေအများကြီးရရှိသွားပါတယ်။ပတ်စံတွေလည်းပိုးတိုးလာသလိုအစားအသောက်တွေလည်းပြည့်စုံသွားပြီဆိုတော့ကြံရှိတဲ့10ရက်တာဟာဘလို့ဖြစ်လာမလဲ။ Grant နဲ့ Ashley ကဟန်ဆောင်ပတ်သက်မှုတွေကတော့မိသားစုစီကစာရီဖတ်ကြည့်ရင်ဘလို့ပြောင်းလဲသွားမလဲဆိုတာဆက်လက်ကြည့်ရှုလိုက်ရအောင်ဗျာ။ airdrop ထဲမှာပါလာတဲ့မိသားစုနဲ့တငယ်ချင်းတွေစီကပေးစာတွေကိုဖတ်ရင်သူတို့အားလုံးခဏတာတော့စိတ်နှလုံးပျော်ပြောင်းသွားခဲ့ကြပါတယ်။နင်းအတွက်ငါတို့ဂုဏ်ယူတယ်။အရှုံးမပေးနဲ့ဆိုတဲ့စာသားလေးတွေကတောထဲမှာပင်ပန်းနေတဲ့သူတို့အတွက်ခုနားလေးထိစေခဲ့တာပေါ့။ဒါပေမဲ့အေးချမ်းမှုကခဏလေးပါပဲ။ Grant ကတော့သူ့ရဲ့မာနာကိုအခုထိလက်မလွတ်နိုင်သေးပါဘူး။ငါတို့နှစ်ယောက်လုံးတန်းတူညီများမပြည့်စုံမှုလို့နင်မပြောနိုင်ရင်အိမ်ပြန်တော့ဆိုတဲ့ရာဇသန်းကိုသူကထပ်ပြီးအချက်ကွင်လာပါတယ်။ Ashley ကလည်းမပြောနိုင်ဘူးပြောစရာလည်းမလိုဘူးလို့ပြက်ပြက်သားသားညင်းဆိုလိုက်တဲ့အခါမှာတော့ Grant က25ရက်မြောက်နေ့မှာ Ashley ကိုပဲထုတ်ပယ်ပေးဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ဒီသတင်းကိုကြားလိုက်ရတဲ့ Ashley အတွက်တော့တကယ့်ကိုအကြက်တဲပါပဲ။သူသာငါ့ကိုအိမ်ပြန်လွတ်လိုက်ရင်သူလည်းဘာတပြားမှရမှာမဟုတ်ဘူးဆိုတာကိုငါပြောပြရမလားလို့သူမကစဉ်းစားလာပါတယ်။ဘာလို့လဲဆိုတော့စီးမင်းအရာနောက်ဆုံးနေ့မှာ Grant နဲ့ရီစာကောင်တယောက်ရှိနေမှသာစုချင်းဝယ်ရမှာဖြစ်လို့ပါပဲ။ Ashley ရဲ့လက်စားချေစီမံကိန်းကြီးပျက်စီးတော့မယ့်အခြေအနေကိုရောက်နေပါပဲ။သူမက Grant ကိုငါဒီပတ်စံတကယ်လိုအပ်တယ်ဆိုတာကနေ့အတွက်ဘာမှအထီးပဲမရှိဘူးလားလို့မေးခွန်းထုတ်ရင်
နောက်ဆုံးအချိန်စူးစမ်းလိုက်ပါတယ်။ Grant ကတော့သူ့ရဲ့ကတိအတိုင်း Ashley ရဲ့အသေးပုံကိုရိုက်ခွဲပြမလား။ဒါမှမဟုတ်ပတ်စံရဖို့အတွက်သူမကိုပဲဆက်ပြီးအနားမှာထားမလား။25ရက်မြောက်နေ့ရဲ့ဆုံးဖြတ်ချက်ကအဖြစ်အလုံးကိုပြောင်းလဲသွားစေမှာပါ။ Grant ကသူ့ကိုအိမ်ပြန်လို့ရင်နောင်တရလိမ့်မယ်လို့ Ashley ကတတိပေးလိုက်တာဟာ Grant ရဲ့စိတ်ထဲမှာငါ့ကိုတပြားမှမရအောင်လုပ်မယ်ရှိုးဝက်ချက်တစ်ခုခုရှိနေလားဆိုတဲ့တန်တရားကိုကြီးထွားလာစေပါတယ်။တကယ်လို့မင်းတို့မှငါ့ကိုဘာမှမရအောင်လုပ်နိုင်တဲ့အခွင့်အရေးရှိနေရင်ငါအခုပဲနှုတ်ထွက်ပြီးအိမ်ပြန်မယ်လို့ Grant ကဒေါသတကြီးပေါင်းပြန်လိုက်ပါတယ်။အခြေအနေတွေကတင်းမာလာချိန်မှာတော့အဖွဲ့ဝင်အာဘီကစဉ်းစားလာပါသည်။ Ashley ရဲ့လက်စားချေခြင်းတဲ့စိတ်တစ်ခုတည်းနဲ့ Grant ကိုအရှုံးပေးခိုင်းတာဟာသူမအတွက်လည်းအကျိုးမရှိဘူးဆိုတာသိသွားတဲ့အခါမှာတော့23ရက်မြောက်နေ့မှာအာဘီဟာ Ashley ကိုတစ္ဆာဖောက်ပြီး Grant စီကိုတွားရောက်အမှန်တိုင်းပြောပြလိုက်ပါတော့တယ်။ Ashley ကနင့်ကို TV ပေါ်မှာအဆက်ခွဲခဲ့လို့အဆုံးထိသွားပြီးလက်စားချေဖို့ပဲစဉ်းစားနေတာဒါဟာငါ့အတွက်မတရားဘူးလို့အာဘီကဆိုပါတယ်။သူမက Grant ကိုအဆုံးထိမနာကျင်စေရဘူးငါကတော့နင့်ကိုအနားမှာရှိစေချင်တယ်လို့ကတိပေးပြီး Grant နဲ့ပူးပေါင်းလိုက်ပါတယ်။ဒီသတင်းစကားကြောင့် Grant ရန်အတော်လေးစိတ်လှုပ်ရှားပါပြီး Ashley ရဲ့အပြုအမူကိုယွန်းစရာကောင်းလေလို့တောင်မှတ်ချက်ချခဲ့ပါတယ်။ဒါပေမဲ့ Grant ကတော့အာဘီရဲ့စကားကိုအပြည့်အဝယုံကြည်နိုင်ပါမလား။အခုဆိုရင်အစကတည်းကစူပေါင်းခဲ့တဲ့မိန်းကလေးတွေရဲ့မဟာမိတ်အဖွဲ့ဟာပြိုကွဲသွားပါပြီ။ Ashley တယောက်တည်းကြံခဲ့တဲ့ဒီဂိမ်းမှာ Grant ကဘသူကိုဆက်ထားပြီးဘသူကိုအိမ်ပြန်လွတ်မလဲရှုပ်ဝက်ချက်ကတော့ဘာဖြစ်မလဲဆိုတာ25ရက်မြောက်နေ့ရဲ့လူထုပွဲမှာအဖြစ်ပေါ်တော့မှာပါ။ Grant ကအာဘီရဲ့ဘာသာရေးပေါ်ယုံကြည်မှုကိုအထုံးချပြီးသူ့ဘက်ပေါင်းဆွဲဆောင်လိုက်ပါတယ်။မင်းကောင်ကိုနောက်ဆုံးအထိတစ္ဆာမဖောက်ပြီးဆိုတာကျန်းစာကိုကန်ပြီးကျင်းဆိုရတာလို့ Grant ကမေးတဲ့အခါအာဘီကတကယ်ပဲကျင်းဆိုခဲ့ပါတယ်။ဒါဟာ Grant ကတော့ပထမဆုံးနဲ့အထီးရောက်ဆုံးနီးဗျူဟာတစ်ခုဖြစ်သွားပြီးသူစိတ်အေးသွားပုံရပါတယ်။ Ashley ကတော့ Grant ရဲ့လက်စားမှုကိုအာဘီတရားသိပါမလားဆိုပြီးတန်တရားဝင်နေတယ်လို့အာဘီကလည်း Ashley ဟာသူမအပေါ်လုံးဝထဲမတွေ့ခဲ့ဘူးလို့ခန်းစားနေရပါတယ်။အခုဆိုရင်သူတို့အားလုံးဟာပွဲကြီးစင်းမြင့်ပေါ်ကိုရောက်ရှိနေပါပြီ။25ရက်မြောက်နေ့အခြေအနေတွေကတကယ်ကိုတိတ်ဆိတ်လွန်းပါတယ်။ဂျီမီကဒါဟာမင်းဘဝရဲ့အဆိုးရွားဆုံးအခိုက်အတန့်တွေကတခုဖြစ်လာလိမ့်မယ်လို့ Grant ကိုတတိပေးလိုက်ပါတယ်။ Grant ကတော့လူတစ်ယောက်ချင်းစီရဲ့စခန်းတွင်ပြုမှုနေထိုင်မှုနဲ့သဘောထား attitude ပေါ်မှာနဲ့အခြေခံပြီးဆုံးဖြတ်မယ်လို့ဆိုပါတယ်။ Ashley ကတော့ဒါဟာငါတို့ပြန်လဲတင့်မြတ်ဖို့နောက်ဆုံးအခွင့်အရေးပဲ။သူငါ့ဘောဘာအကျွေးမှမတင်ဘူးလို့ပြောခဲ့တဲ့စကားကိုတက်တည်ပြဖို့အချိန်မဲလို့နောက်ဆုံးစကားဆိုပါတယ်။အာဘီကတော့ကျမမိသားစုနဲ့ဖျားသခင်ကကျမတို့ဂုဏ်ယူနေမှာပါ။ဒီအထိရောက်လာတာကိုပဲကျင်းနေပါတယ်လို့တီးတီးငင်ငင်ပဲဖြေချခဲ့ပါတယ်။အခုဆိုရင် Grant ရဲ့လက်ထဲမှာအသေးပုံတစ်ခုပဲကျန်ပါတော့တယ်။သူဘသူရဲ့အသေးပုံကိုရွက်ခွဲပေးမလဲ။သူ့ကိုအဆုံးထိတစ္ဆာရှိမယ်လို့ကျင်းဆိုထားတဲ့အာဘီလားဒါမှမဟုတ်အညူအသေးတွေပြည့်နေတဲ့ Ashley လား။တကယ်ကိုအသက်ရှူမလောက်တဲ့ဆုံးဖြတ်ချက်ကိုနောက်အပိုင်းမှာအတူတူရင်ခုန်လိုက်အောင်ဗျ။ Grant ကတော့သူ့ပြောချင်တာတွေကိုစာရွက်နဲ့တေးကြရေးလာသည့်ဘာသာရေးအယူအဆတွေကိုအသုံးချကသူ့ကိုယ်သူအပြစ်ကင်းစင်သူတယောက်လိုဟန်ဆောင်ဖို့ကြိုးစားခဲ့ပါတယ်။ငါ့ကိုငြိမ်းချမ်းမှုမပေးနိုင်တဲ့သူကိုခွင့်လွှတ်ပြီးလွှတ်ပေးလိုက်ပါလို့ဆိုက Ashley ရဲ့အသေးပုံကိုရိုက်ခွဲပြီးသူမကိုအိမ်ပြန်လွှတ်လိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲ Jimmy ကတကယ်လှုပ်ဝက်ချက်ကြီးကိုဖွင့်ချလိုက်ပါတော့တယ်။အဲ့ဒါကတော့ကြံခဲ့တဲ့ရီစာဟောင်းကစူးကျွေးငွေကိုခွဲဝေယူမလားဒါမှမဟုတ်တယောက်တည်းအကုန်ခိုးယူမလားဆိုတာကိုဆုံးဖြတ်ပိုင်ခွင့်ရှိတယ်ဆိုတဲ့အချက်ပါပဲ။အခု Abby ရဲ့လက်ထဲမှာတူတစ်ကြောင်ရောက်နေပါပြီ။သူမဒါ Grant ရဲ့အသေးပုံကိုရိုက်ခွဲလိုက်ရင်$3သိန်းလုံးကိုသူမတယောက်တည်းရမှာပါ။ Grant ကသာ Abby ကိုကျန်းစာကင်ပြီးကျင်းဆိုထားတာကိုတတိပေးရင်ဖြောင်းဖျပါတော့တယ်။ဒါပေမဲ့ Abby ကနေငါကိုကျန်းစာနဲ့ကျင်ခိုင်းတာဟာစိတ်ထပိုင်းဆိုင်ရာချဲလေမှု manipulation ပဲလို့ပြက်ပြက်သားသားတွန့်ပြလိုက်ပါတယ်။နောက်ဆုံးမှာတော့ Abby ကကိုချင်းစားတရားဆိုတာနင်ဖြိုးတယ်လို့ဘသူကမှအကျွေးတင်နေတာမျိုးမဟုတ်ဘူး။ငါဟာငါ့ကိုငါအထက်ရက်တည်မယ်လို့ဆိုပြီး Grant ရဲ့အသေးပုံကိုအပိုင်းပိုင်းပြတ်အောင်ရိုက်ခွဲပြလိုက်ပါတော့တယ်။ Grant လောက်ဘာမှမရပဲအင်ပြန်သွားရချိန်မှာ Abby ကတော့$3သိန်းလုံးကိုပိုင်ဆိုင်သွားခဲ့ပါပြီ။သူမကဒီပတ်စံဒီကိုတရိစံကဲဆရီရဲ့ကေဟာရီနဲ့သူမရဲ့တူတူမားတွေအတွက်အသုံးပြုမယ်လို့ဆိုပါတယ်။တကယ်ကိုအားရကျေနပ်စရာကောင်းတဲ့စက်သိမ်းပါပဲ။လူလေကျက်တက်တဲ့ Grant တယောက်သူ့ထောင်ချောက်တဲ့သူပြန်ပိတ်မိပြီးလက်စားကြည့်ခြင်းကိုခံလဲရတာပေါ့နော်။ဟုတ်ကဲ့ပါ။အခုဆိုရင်တော့ Abby ရဲ့ပြတ်ထားတဲ့ဆုံးဖြတ်ချက်နဲ့အတူ Grant တယောက်ဘာမှမရပဲအိမ်ပြန်သွားရတာကိုအားလုံးမြင်တွေ့ခဲ့ရပြီးထင်ပါတယ်။ဒီဖြစ်ရက်ကနေကျွန်တော်တို့သိလိုက်ရတာကတော့သူတစ်ပါးအပေါ်စိတ်တက်ပိုင်းဆိုင်ရာချေလေဖို့ကြိုးစားသူဟာနောက်ဆုံးမှာတော့ကိုယ်တိုင်ပဲအရှုံးနဲ့ရင်ဆိုင်ရတတ်တယ်ဆိုတာပါပဲဒီနေ့ရဲ့ recap ဗီဒီယိုလေးကိုသဘောကျတယ်ဆိုရင် like နဲ့ subscribe လုပ်ထားဖို့မမေ့ပါနဲ့ဦးဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါနဲ့နောက်ထပ်ဗီဒီယိုအသစ်မှာပြန်လည်ဆုံတွေ့ကြတာပေါ့အားလုံးပဲတာယာတဲ့နေ့လေးဖြစ်ပါစေဗျာ